အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုဖိုင်လေးထဲမှာတော့အတူခန်းကြီးမာစတာစာအုပ်ထဲက chapter 3မှာပါဝင်တဲ့ခန်းကြီးလုံး30ကိုမှတ်ပုံမှန်နည်းလေးနဲ့ပါအတူတူမြန်မာဘာသာပြန်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်နံပါတ်1ခန်းကြီးလေးကကြတော့ Sakura Cherry ပန်းပင် Sakura ပင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးကကြတော့အပင်ဆိုတဲ့အတိုင်းပဲအရှိကအပင်ဆိုတဲ့အစိပ်ပိုင်းလေးအနောက်ကကြတော့အဆက်လေး30ရဲ့အောက်ကကြတော့ဒီ main ကလေးခန်းကြီးရဲ့နဲ့တူပါတယ်ဒါကြောင့်မလို့အပင်လေး3ပင်ကိုအမျိုးသမီးလေးတွေအတွက်စိုက်ပေးထားရဲဆိုတာက Sakura ပန်းပင်လေးတွေ Cherry ပင်လေးတွေလို့မှတ်ကြည့်ရအောင် 桜 Cherry ပင် Sakura ပင် 桜 Cherry ပင် Sakura ပင် 桜が満開だ Sakura ပန်းတွေအပြင်းပွင့်နေပြီ 桜が満開だ Sakura ပန်းတွေအပြည့်ပွင့်နေပြီ 夜桜 ညဘက်ပွင့်တဲ့ Sakura 夜桜 ညဘက်ပွင့်တဲ့ Sakura 桜前線 Sakura ပွင့်တဲ့အချိန်ပြတဲ့လမ်းကြောင်းပြမြေပုံ 桜前線 Sakura ပန်းပွင့်တဲ့အချိန်ပြတဲ့လမ်းကြောင်းပြမြေပုံ 桜エビ ပစုံအမျိုးအစားတစ်မျိုး 桜エビ ပစုံအမျိုးအစားတစ်မျိုး 応答 Cherry တီ 応答 Cherry တီနံပါတ်1ခန်းကြီးလေးကကြတော့ဦးမဲတရုတ်စီတီးပင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများလည်းပေါင်းလို့ရှင်တို့ဘိုင်းလို့အတန်ထွက်ပါမယ်သူရဲ့မပုံမှန်နည်းလေးကကြတော့အပင်ဆွဲတဲ့အတိုင်းပဲအရှိကကြတော့တစ်ပင်အစိပ်ပိုင်းလေးပါပြီးတော့အနောက်ကကြတော့အမြဲတမ်းဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ပင်လေးမှာအမြဲတမ်းတီးနေတာကတရုတ်စီတီးပင်လေးလို့တရုတ်စီတီးလေးလို့မှတ်ကြရအောင် 梅 တရုတ်စီတီးပင် 梅 တရုတ်စီတီးပင် 梅の花が咲いている တရုတ်စီတီးပင်များပန်းပွင့်နေသည် 梅の花が咲いている တရုတ်စီတီးပင်များပန်းပွင့်နေသည် 梅干し တရုတ်စီတီး 梅干し တရုတ်စီတီး 梅酒 စီတီးအရက် 梅酒 စီတီးအရက် 梅雨前線 မိုးရွာချိန်ရောက်ပြီးအမှတ်အသား 梅雨前線 မိုးရွာချိန်ရောက်ပြီးအမှတ်အသား 梅雨 မိုးတွင်းကာလမိုးရသည် 梅雨 မိုးတွင်းကာလမိုးရသည် いい塩梅だ ကောင်းသောအရသာကောင်းသောအခြေအနေ いい塩梅だ ကောင်းသောအရသာကောင်းသောအခြေအနေနံပါတ်3ခန်းကြီးလေးရကြတော့ muscle ထင်းရှူပင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများလည်းပေါင်းမယ်ဆိုရင်တော့သူက short လို့အတန်ထွက်ပါမယ်သူရဲ့မှတ်ပုံမှန်လေးရကြတော့အပင်ဆိုတဲ့အတိုင်းပဲအရှိမအပင်အစိပ်ပိုင်းလေးပါပြီးတော့အနောက်ကကြတော့သူကဒီလွတ်လပ်တယ်ပေါ့နော်အများပြည်သူဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒါကြောင့်မလို့အပင်လေးတစ်ပင်ကလွတ်လွတ်လပ်လပ်နဲ့ပေါက်နေရဆိုတာထင်းရှူပင်လေးလို့မှတ်ကြရအောင် 待つ ထင်းရှူပင် 待つ ထင်းရှူပင် 大きい松の木 ကြီးမားသောထင်းရှူပင် 大きい松の木 ကြီးမားသောထင်းရှူပင် 松ぼっくり ထင်းရှူသည် 松ぼっくり ထင်းရှူသည် 門松 နှစ်တစ်ကူကာလတွင်အလှဆင်ထားသောထင်းရှူပင် 門松 နှစ်တစ်ကူကာလတွင်အလှဆင်ထားသောထင်းရှူပင် 松竹パイ ထင်းရှူဝါဇီတိပင် 松竹パイ ထင်းရှူဝါဇီတိပင်နံပါတ်၄ခန်းကြီးလေးရကြတော့စူကီစီဒါပင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့သူကအပင်ဆိုတဲ့အတိုင်းပဲရှေ့ကကြတော့တစ်ပင်စိပ်ပိုင်းလေးပါပြီးတော့အနောက်ကကြတော့အဆက်လေး30ပါပါတယ်ဒါကြောင့်မလို့တစ်ပင်လေး3ပင်ပေါက်နေတာကစီဒါပင်လေးလို့မှတ်ကြရအောင် 杉 စီဒါပင် 杉 စီဒါပင် 杉の木 ဂျပန်စီဒါပင် 杉の木 ဂျပန်စီဒါပင် 杉の花粉 စီဒါပင်ပန်းဝင်မုံ 杉の花粉 စီဒါပင်ပန်းဝင်မုံ 屋久島の縄文杉 ရာကူချီမကျုံကနှစ်ပေါင်းထောင်ချီတက်တန်းရှိစီဒါပင်ကြီး 屋久島の縄文杉 ရာကူရှိမကျုံကနှစ်ပေါင်းထောင်ချီတက်တန်းရှိစီဒါပင်ကြီးနံပါတ်5ခန်းကြီးလေးကကြတော့အစုခုရှိလှပတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများနဲ့ပေါင်းလို့ရှင်တော့သူကဖီလို့အတန်ထွက်ပါမယ်သူရဲ့မှတ်ပုံမှန်လေးကကြတော့အပေါ်ကအစိပ်ပိုင်းလေးကတိုးခန်းကြီးလေးနဲ့တူပြီးတော့အောက်ကကြကြီးမတယ်ဆိုတဲ့ခန်းကြီးအစိပ်ပိုင်းလေးဖြစ်ပါတယ်ဒါကြောင့်မလို့တိုးကြီးမိုင်းနှကောင်ကအစုခုရှိလှပနေရလို့မှတ်ကြရအောင် 美しい လှပသည် 美しい လှပသည် 美しい心 စိတ်ထားလှသူ 美しい心 စိတ်ထားလှသူ 夜空に美しく輝く星 ညဘက်တွင်လှပစွာတပနေသောကျဲကလေး 夜空に美しく輝く星 ညဘက်တွင်လှပစွာတပနေသောကျဲကလေး 美と健康を保つ အလှပနှင့်ကျန်းမာရေးကိုထိန်းသိမ်းသည် 美と健康を保つ အလှပနှင့်ကျန်းမာရေးကိုထိန်းသိမ်းသည်
美容室、 အလှပြင်ဆိုင် 美容室、 အလှပြင်ဆိုင် 美人、 လှပသောမင်းကလေးမိန်းမလှ 美人、 လှပသောမင်းကလေးမိန်းမလှနံပါတ်6ခန်းကြီးလေးရကြတော့ခါအိုးတို့ခါအိုးဒီအနံအမွှေးအကြိုင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများနဲ့ပေါင်းလို့ရှင်တော့သူကခိုးလို့တန်ထွက်ပါမယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့တစ်ပင်လေးပေါ်မှာချောင်းလေးချောင်းပါလို့တစ်ပင်တစ်ပင်လို့မှတ်ပြီးတော့အောက်ကကြတော့ဒီနေ့ရခန်းကြီးလေးနဲ့တူပါတယ်ဒါကြောင့်မလို့တစ်ပင်တစ်ပင်ကနေနေ့ရက်တိုင်းအမွှေးအကြိုင်လေးအနံ့သက်တွေရနေရလို့မှတ်ကြရအောင် 香る、 အနံ့အသက်အမွှေးအကြိုင် 香る、 အနံ့အသက်အမွှေးအကြိုင် 梅が香る、 တရုတ်စီတိပန်းနဲ့မွှေးတယ် 梅が香る、 တရုတ်စီတိပန်းနဲ့မွှေးတယ် 香水、 ရနံ့စီရေမွှေး 香水、 ရနံ့စီရေမွှေး バラの香り、 နှင်းစီရနံ့ バラの香り、 နှင်းစီရနံ့ 香辛料、 ဟင်းခတ်အမွှေးအကြိုင် 香辛料、 ဟင်းခတ်အမွှေးအကြိုင် トイレの芳香剤、 အိမ်သာအမွှေးကဲ トイレの芳香剤、 အိမ်သာအမွှေးကဲ 将棋強者、 ဂျပန်စတူရင်ရှော့ကီစာနီမှာနေရုပ်တစ်ခု 将棋強者、 ဂျပန်စတူရင်ရှော့ကီကစားနီမှာနေရုပ်တစ်ခုနံပါတ်9ခန်းကြီးလေးရကြတော့နုကိုချွတ်တီနုခဲရူချွတ်လို့ရသည်ချွတ်တီဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့ဒီအရှိကလခန်းကြီးလေးရဲ့အနောက်ကကြတော့အကိုအစိပ်ပိုင်းခန်းကြီးလေးရဲ့နဲ့တူပါတယ်ဒါကြောင့်မလို့လပြည့်ညမှာအကိုကအမြဲတမ်းဖက်နှက်ကျွတ်လေးရှိရလို့မှတ်ကြရအောင် 脱ぐ、 ချွတ်တီ 脱ぐ、 ချွတ်တီ 脱げる、 ချွတ်တီ 脱げる、 ချွတ်တီ 靴を脱ぐ、 ဖက်နှက်ချွတ်တီ 靴を脱ぐ、 ဖက်နှက်ချွတ်တီ 靴が脱げる、 ဖက်နှက်ချွတ်တီ 靴が脱げる、 ဖက်နှက်ချွတ်တီ 服を脱ぐ、 အဝေးအစားချွတ်တီ 服を脱ぐ、 အဝေးအစားချွတ်တီ 脱衣所、 အဝေးလဲကန် 脱衣所、 အဝေးလဲကန် 離脱、 ထွက်ခွာခြင်း 離脱、 ထွက်ခွာခြင်း 脱税、 အခွန်ရှောင်ခြင်း 脱税、 အခွန်ရှောင်ခြင်း 脱線、 လမ်းလျှော်ခြင်း 脱線、 လမ်းလျှော်ခြင်း 脱退、 နှုတ်ထွက်ခြင်း 脱退、 နှုတ်ထွက်ခြင်း 危機を脱する、 အနေရမလွတ်မြောက်သည် 危機を脱する、 အနေရမလွတ်မြောက်သည်နံပါတ်8ခန်းကြီးလေးရကြတော့ခါခဲရူချိတ်ဆွဲသည်ဖုံးသည်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့အစိပ်ပိုင်းလေးခွဲခြင်းအရှိရကြတော့လက်ခန်းကြီးလေးနဲ့တူပြီးတော့အလဲရကြတော့မြေကြီးခန်းကြီးလေးနဲ့တူတယ်အနောက်ကကြတော့တိုဆိုတဲ့အစိပ်ပိုင်းလေးပေါ့နော်ခါတခဏကတိုကလေးနဲ့တူပါတယ်ဒါကြောင့်မလို့လက်ကလေးနဲ့မြေကြီးပေါ်မှာစိတ်တူတူနဲ့ပကြီးလေးကိုချိတ်ဆွဲလိုက်တယ်လို့မှတ်ကြရအောင် かける、 ချိတ်ဆွဲသည် かける、 ချိတ်ဆွဲသည် 壁に絵がかかっている、 နိုင်ငံတွင်ပကြီးကချိတ်ဆွဲသည် 壁に絵がかかっている、 နိုင်ငံတွင်ပကြီးကချိတ်ဆွဲသည် 布団をかける、 အိယာခင်းသည်ဆောင်းရှုံသည် 布団をかける、 အိယာခင်းသည်ဆောင်းရှုံသည် どうぞおかけください、 ကျေးဇူးပြု၍ထိုင်ပါ どうぞおかけください、 ကျေးဇူးပြု၍ထိုင်ပါ 掛け算、 မြောက်ချင်းမြောက်လက် 掛け算、 မြောက်ချင်းမြောက်လက် 気がかりなこと、 စိတ်ပူစရာကိစ္စ 気がかりなこと、 စိတ်ပူစရာကိစ္စနံပါတ်9ခန်းကြီးလေးရကြတော့စကားတာပုံရိပ်အသွင်ပြင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့အပေါ်ကအစိပ်ပိုင်းလေးကစကီနောက်ထပ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အောက်ကကြတော့အမျိုးသမီးဆိုတဲ့ခန်းကြီးအစိပ်ပိုင်းလေးဖြစ်ပါတယ်ဒါကြောင့်မလို့နောက်ထပ်အမျိုးသမီးလေးရဲ့ပုံရိပ်အသွင်ပြင်တွေကိုစဉ်းစားနေရလို့မှတ်ကြရအောင် 姿、 ပုံရိပ်အသွင်ပြင် 姿、 ပုံရိပ်အသွင်ပြင် 後ろ姿が美しい女性、 နောက်ကျောဘက်ပုံရိပ်လှပသောအမျိုးသမီး 後ろ姿が美しい女性、 နောက်ကျောဘက်ပုံရိပ်လှပသောအမျိုးသမီး 着物姿、 ကီမိုနိုဝစ်ဆော 着物姿、 ကီမိုနိုဝစ်ဆော 容姿、 ရုပ်ရည်သွင်ပြင် 容姿、 ရုပ်ရည်သွင်ပြင် 将来の日本の姿を考える、 အနာဂတ်ဂျပန်နိုင်ငံရဲ့ပုံရိပ်ကိုစဉ်းစားသည် 将来の日本の姿を考える、 အနာဂတ်ဂျပန်နိုင်ငံရဲ့ပုံရိပ်ကိုစဉ်းစားသည်နံပါတ်10ခန်းကြီးလေးကကြတော့ Ikiyoi အင်အားအချိန်ဟုန်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူကကြတော့စိတ်ပိုင်းလေးခွဲကြည့်ရင်အပေါ်ကအစိပ်ပိုင်းလေးကမြေကြီးရဲ့ကိုးလေးလို့မှတ်လိုက်မယ်ပေါ့နော်အောက်ကကြတော့ဒီခွန်အားအစိပ်ပိုင်းလေးနဲ့တူပါတယ်ဒါကြောင့်မလို့မြေကြီးပေါ်မှာ9နာရီဇက်တိုင်းခွန်အားကောင်းကောင်းနဲ့အင်အားတွေအချိန်ဟုန်တွေအသုံးပြုနေရလို့မှတ်ကြရအောင် 勢い、
အင်အားအချိန်အဟော 勢い。အင်အားအချိန်အဟော 犬が勢いよく飛びかかってきた。 ခွေးကအချိန်ဟောဖြစ်ပြေးလာသည် 犬が勢いよく飛びかかってきた。 ခွေးကအချိန်ဟောဖြစ်ပြေးလာသည် チームに勢いがある。 အသင်းကအချိန်ဟောကောင်းနေသည်အားကောင်းနေသည် チームに勢いがある。 အသင်းကအချိန်ဟောကောင်းနေသည်အင်အားကောင်းနေသည် 国際情勢。 နိုင်ငံတကာအခြေအနေ 国際情勢。 နိုင်ငံတကာအခြေအနေ 姿勢。 ကိုဟန်အနေထား 姿勢。 ကိုဟန်အနေထား 台風の勢力。 တိုင်ဖုံးမုန်တိုင်းပြင်းအား 台風の勢力。 တိုင်ဖုံးမုန်တိုင်းပြင်းအား 大勢の人。 လူအများအပြား 大勢の人。 လူအများအပြားနံပါတ်7ခန်းကြီးလေးကကြတော့ယာဝရခအေနုညံ့ပြပြောင်းနေဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများနဲ့ပေါင်းလို့ရှိရင်တော့ဂျူးလိုအတန်ထွက်ပါမယ်သူရဲ့မှတ်ပုံမှန်လေးကကြတော့ဒီအစိပ်ပိုင်းလေးခွဲကြည့်ရင်မမိမှုမယ်မှုကမာကလေးနဲ့တူပြီးတော့အောက်ကကြတော့တစ်လေးလုံးမှတ်လိုက်မယ်သူရဲ့အောက်ကကြတော့တစ်ပင်စိပ်ပိုင်းလေးဖြစ်ပါတယ်ဒါကြောင့်မလို့အမတယောက်တည်းကတစ်ပင်လေးတွေကိုနုညံ့ပြပြောင်းမှုရှိအောင်လို့ပြုလုပ်နေရလို့မှတ်ကြရအောင် 柔らかい。 နုညံ့သည် 柔らかい。 နုညံ့သည် 体が柔らかい。 ခန္ဓာကိုယ်နုညံ့နဲ့ပျော်ပြောင်းတယ် 体が柔らかい。 ခန္ဓာကိုယ်နုညံ့နဲ့ပျော်ပြောင်းတယ် 柔道。 သူတို့အားကစား 柔道。 ဂျူဒိုအားကစား 柔和な性格の人。 နုညံ့တိမ်မွေတော်သူ 柔和な性格の人。 နုညံ့တိမ်မွေတော်သူနံပါတ်7ခန်းကြီးလေးရတဲ့သူကယာဝရခအေနုညံ့ပျော်ပြောင်းတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများနဲ့ပေါင်းလို့ရှိရင်သူကနန်းလို့အတန်ထွက်ပါမယ်သူကကြတော့ခုနကချက်ပို့ပြီးတော့ခုနခန်းကြီးလေးချက်ပို့ပြီးတော့နုညံ့ပျော်ပြောင်းတယ်ပေါ့နော်ခန်းကြီးလေးကတော့မတူပါဘူးဒါပေမဲ့အတန်ထွက်လေးကတူနေရဖြစ်ပါတယ်သူ့ကိုကြတော့ဘယ်လိုမှတ်ကြမလဲဆိုတော့ကားလေးရဲ့အစိပ်ပိုင်းလေးခွဲခြင်းအရှိရကြတော့ကားအစိပ်ပိုင်းလေးရဲ့သူ့ရဲ့နောက်ကကြတော့နောက်ထပ်ဆိုတဲ့အစိပ်ပိုင်းလေးဖြစ်ပါတယ်ဒါကြောင့်မလို့ကားလေးနဲ့နောက်ထပ်ပို့ပြီးတော့နုညံ့ပျော်ပြောင်းတဲ့အရာတွေကိုတည်ဆောင်သွားရလို့မှတ်ကြရအောင် 柔らかい。 နုညံ့ပျော်ပြောင်းသော 柔らかい。 နုညံ့ပျော်ပြောင်းသော 大根を柔らかく煮る。 မုံလာဥကိုနူးအောင်ချက်ပြုတ်သည် 大根を柔らかく煮る。 မုံလာဥကိုနူးအောင်ချက်ပြုတ်သည် 柔らかいご飯。 နုညံ့ပျော်ပြောင်းမှုရှိသောထမင်း 柔らかいご飯。 နုညံ့ပျော်ပြောင်းမှုရှိသောထမင်း 柔軟に対応する。 လက်လုံးညီထွေးစွာတုံ့ပြန်သည် 柔軟に対応する。 လက်လုံးညီထွေးစွာတုံ့ပြန်သည် 柔軟剤。 အဝိအစားပြော့စေ 柔軟剤。 ဝိအစားပြော့စေ 態度が軟化する。 အပြုအမူများနုညံ့လာသည် 態度が軟化する。 အပြုအမူများနုညံ့လာသည်နံပါတ်7ခန်းကြီးလေးရကြတော့ခတ္တဤခိုင်မာတော့မာကြောတော့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်လေးရကြတော့ဒီလေးတောင်မောင်လေးထဲမှာဟောင်းနှွက်နေတဲ့အရာလေးကိုထည့်ထားရပေါ့နော်ဒါကြောင့်မလို့လေးတောင်မောင်လေးထဲမှာဟောင်းနှွက်နေတဲ့အရာလေးကိုထည့်ထားပြီးတော့ခိုင်မာမှုရှိအောင်မာကြောအောင်လို့ပြုလုပ်ထားရလို့မှတ်ကြရအောင် 硬い。 ခိုင်မာတော့မာကြောတော့ 硬い。 ခိုင်မာတော့မာကြောတော့ 固まる。 ခိုင်မာသည်မာကြောသည်စုစည်းသည် 固まる。 ခိုင်မာသည်မာကြောသည်စုစည်းသည် 固める。 မာကြောအောင်လုပ်သည် 固める。 မာကြောအောင်လုပ်သည် コンクリートが固まる。 ကွန်ကရစ်မာကြောသွားသည် コンクリートが固まる。 ကွန်ကရစ်မာကြောသွားသည် 方針を固める。 မူဝါဒကိုခိုင်မာအောင်လုပ်သည် 方針を固める。 မူဝါဒကိုခိုင်မာအောင်လုပ်သည် 頭が硬い。 ခေါင်းမာတော့ 頭が硬い。 ခေါင်းမာတော့ 固い。 အဆိုင်ခဲ 固い。 အဆိုင်ခဲ 固定する。 ဒီညအောင်လုပ်သည့်အသေးထားသည် 固定する。 ဒီညအောင်လုပ်သည့်အသေးထားသည်နံပါတ်14ခန်းကြီးလေးရကြတော့ဂျွန်တန်းစင်ချင်းယူသားချင်းဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အစိပ်ပိုင်းလေးခွဲကြည့်မယ်ဆိုလို့ရှိရင်အရှိအမြင့်ခန်းကြီးလေးရဲ့အနောက်ကကြတော့သူကယူသားတယ်စူစီးထားတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ကိုကြတော့ဘယ်လိုမှတ်ကြမလဲဆိုတော့ပါစောက်ပုံလေး10ခုကိုစူးစီးထားရလို့မှတ်လိုက်မယ်။ဒါကြောင့်မလို့အရှိအမြင့်လေးတွေကိုစူးစီးပြီးတော့တန့်စင်နေတဲ့ရိုးရိုးသက်သာပြုလုပ်ထားရလို့မှတ်ကြရအောင် 順。 ။တန့်စင်ခြင်းရိုးသားခြင်း 順。 တန့်စင်ခြင်းရိုးသားခြင်း 純粋な心。 ရိုးသားတန့်စင်သောစိတ်ထား 純粋な心。 ရိုးသားတန့်စင်သောစိတ်ထား 純情な人。 ရိုးသားသောသူ 純情な人。 ရိုးသားသောသူ 単純な問題。 ရိုးရှင်းသောပြဿနာရိုးရှင်းသောပု္ပ္ပာ 単純な問題。 ရိုးရှင်းသောပြဿနာရိုးရှင်းသောပု္ပ္ပာ
နံပါတ်15ခန်းကြီးလေးကကြတော့ခိုခိုးတို့ရောဤစိတ်ချမ်းသာတော့တတောင့်တတဖြစ်တော့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများနဲ့ပေါင်းနေဆိုရှင်တော့သူကခိုင်းတို့အတန်ထွက်မယ်ပေါ့နော်သူရဲ့မှတ်ပုံမှန်ဒီလေးကကြတော့အရှိကနှလုံးသားခန်းကြီးလေးရဲ့အနောက်ကကြတော့ဒီကြီးမားတယ်ဆိုတဲ့ခန်းကြီးလေးနဲ့တူတယ်ပေါ့နော်ဒါကြောင့်မလို့နှလုံးသားရဲ့ကိစ္စတွေကအရေးကြီးလို့တတောင့်တတဖြစ်အောင်ပဲဆုံးဖြတ်တယ်လို့မှတ်ကြရအောင် 心よい、 စိတ်ချမ်းသာစေတော့တတောင့်တတဖြစ်တော့ 心よい、 စိတ်ချမ်းသာစေတော့တတောင့်တတဖြစ်တော့ 心よい返事、 ကောင်းသောတုံ့ပြန်မှု 心よい返事、 ကောင်းသောတုံ့ပြန်မှု 心よく引き受ける、 ဝမ်းမြောက်စွာလက်ခံသည် 心よく引き受ける、 ဝမ်းမြောက်စွာလက်ခံသည် 快適な部屋、 တတောင့်တတရှိသောအခန်း 快適な部屋、 တတောင့်တတရှိသောအခန်း 会長、 ခြေနေကောင်းခြင်းချောမွေ့ခြင်း 会長、 အခြေအနေကောင်းခြင်းချောမွေ့ခြင်း 会期祝い、 ကျမ်းမာရေးပြန်ကောင်းလာခြင်း 会期祝い、 ကျမ်းမာရေးပြန်ကောင်းလာခြင်းနံပါတ်16ခန်းကြီးလေးကကြတော့အမကြီးချိုတော့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မပုံမှန်ဒီလေးကကြတော့သူကမပုံလေးနဲ့တူတယ်ပေါ့နော်အပေါ်ကကြတော့ဒုတ်ချောင်းလေးချောင်းပါလို့တစ်လို့မှတ်လိုက်မယ်ဒါကြောင့်မလို့အမတယောက်ကအမကြီးချိုတဲ့အရာတွေကိုအရန်ကြိုက်တယ်လို့မှတ်ကြရအောင် 甘い、 ချိုတော့ 甘い、 ချိုတော့ 甘える、 အလိုလိုက်သည် 甘える、 အလိုလိုက်သည် 甘やかす、 အလိုလိုက်ထားသည် 甘やかす、 အလိုလိုက်ထားသည် 親に甘える、 မိဘကအလိုလိုက်သည် 親に甘える、 မိဘကအလိုလိုက်သည် 子供を甘やかす、 ခလေးကိုအလိုလိုက်သည် 子供を甘やかす、 ခလေးကိုအလိုလိုက်သည် 甘いみかん、 ချိုတော်လိမ္မော်သည် 甘いみかん、 ချိုတော်လိမ္မော်သည် 甘い生活、 တာယာတော်ဘဝ 甘い生活、 တာယာတော်ဘဝ 人生は甘くない、 ဘဝသည်မချိုမိန်မှာဘဝကမလွယ်ကူဘူး 人生は甘くない、 ဘဝသည်မချိုမိန်မှာဘဝကမလွယ်ကူဘူး 甘酒、 ချိုတော်အရက်ချို 甘酒、 ချိုတော်အရက်ချို 完了、 အချိုမှုတ် 完了、 အချိုမှုတ်နံပါတ်7ခန်းကြီးလေးကကြတော့ခိုဤထူတော်ပြင်းတော်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်လေးကကြတော့အစိပ်ပိုင်းလေးခွဲခြင်းအရှိရကြတော့ရေခန်းကြီးလေးနဲ့တူပြီးတော့အနောက်ကကြတော့သူကနိုးကြောလေယာစိုက်ပျိုးရေးမှာပါတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒါကြောင့်မလို့စိုက်ပျိုးရေးလို့မှတ်လိုက်မယ်ဒီစိုက်ပျိုးရေးလေးကတော့အန်3မာတွေကပါခဲ့ရပေါ့နော်တချို့စာအုပ်တွေမှာဆိုရင်ဒါပေမဲ့ဝါဒရှိကဒီစိုက်ပျိုးရေးတွေကိုပြန်ပြီးတော့မှတ်ပေးရမယ်ဆိုရင်ဒီအပေါ်ကအစိပ်ပိုင်းလေးကကြတော့သူကထောင်းဆိုတဲ့အစိပ်ပိုင်းလေးပေါ့နော်အောက်ကကြတော့အဝတ်စားခန်းကြီးလေးလို့မှတ်လိုက်မယ်ဒါကြောင့်မလို့လေကွင်းရဲ့ထောင်းမှာအဝတ်စားလေးဝတ်ပြီးတော့နိုးကြောစိုက်ပျိုးရေးလေးလုံးနေရလို့မှတ်ကြရအောင်ဒါဆိုရင်သူတို့နှစ်ခုကိုပြန်ပေါင်းပြီးတော့ရေတွေကိုစိုက်ပျိုးရေးလုပ်ငန်းမှာပြင်းပြင်းထန်ထန်စီစဉ်စီရလို့မှတ်ကြရအောင် 濃い、 ထူတော်ပြင်းတော် 濃い、 ထူတော်ပြင်းတော် スープの味が濃い、 စွပ်ပြုတ်ရတာပြင်းတယ် スープの味が濃い、 စွပ်ပြုတ်ရတာပြင်းတယ် 霧が濃い、 စီနှင်းများထူထပ်သည် 霧が濃い、 စီနှင်းများထူထပ်သည် 化粧が濃い、 မိတ်ကထူသည် 化粧が濃い、 မိတ်ကထူသည် 濃厚な味わい、 အရသာပြင်းခြင်း 濃厚な味わい、အရသာပြင်းခြင်း 色の濃淡、 အယောင်အနုအရင် 色の濃淡、 အယောင်အနုအရင် 容疑が濃厚になる、 တဏှာနဲ့နဲလာသည် 容疑が濃厚になる、 တဏှာနဲ့နဲလာသည်နံပါတ်18ခန်းကြီးလေးကကြတော့အိုဆိုဤပါတော့မိမိန်တော်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးကကြတော့အစိပ်ပိုင်းလေးခွဲကြည့်ရင်အပေါက်ကကြတော့မြက်ခင်းပြင်ခန်းကြီးလေးရဲ့သူရဲ့အောက်ကကြတော့ရေခန်းကြီးလေးရဲ့လဲကွက်ဆယ်ကွက်လို့မှတ်လိုက်မယ်ပေါ့နော်ဒါကြောင့်မလို့မြက်ကလေးတွေပေါက်နေတဲ့လဲကွက်ဆယ်ကွက်တဲကိုရေကလေးတွေကိုပပလေးတွေပဲမိမိလေးပဲလွတ်ပေးထားရလို့မှတ်ကြရအောင် 薄い、 ပါတော့မိမိန်တော်ပေါ်တော့ 薄い、 ပါတော့မိမိန်တော်ပေါ်တော့ 薄める、 မိမိန်စေသည် 薄める、 မိမိန်စေသည် 薄まる、 မိမိန်သည် 薄まる、 မိမိန်သည် 水で味を薄める、 ရေထိတ်အရသာပေါအောင်လုပ်သည် 水で味を薄める、 ရေထိတ်အရသာပေါအောင်လုပ်သည် 味が薄まる、 အရသာပေါသည် 味が薄まる、 အရသာပေါသည် 痛みが薄らぐ、 နာကျင်မှုများလျော့နေလာသည် 痛みが薄らぐ、 နာကျင်မှုများလျော့နေလာသည် 記憶が薄れる、 မှတ်ဉာဏ်များဝေဝါးလာသည် 記憶が薄れる、 မှတ်ဉာဏ်များဝေဝါးလာသည် 色が薄い、 အယောင်ဖြော့သော 色が薄い、 အယောင်ဖြော့သော 薄い紙、 ပါသောစက်ကူ 薄い紙、ပါသောစက်ကူ
薄型テレビ、 flat TV ပါသော TV 薄型テレビ、 flat TV ပါသော TV 軽薄な人、 ပေါ်ပြပြနိုင်သောလူ 軽薄な人、 ပေါ်ပြပြနိုင်သောလူနံပါတ်19ခန်းကြီးလေးကကြတော့ခေခီးပြဆက်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်ဒီလေးကကြတော့အစိပ်ပိုင်းလေးခွဲကြည့်လို့ရှိရင်ဒီအပေါ်ကကြတော့အမိုးလေးမိုးထားရပေါ့နော်အောက်ကကြတော့ကိုးရယ်သူ့ရောက်ကကြတော့ဒီမိသားစုဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့ဘေးနားကကြတော့ဒီဓားဆိုတဲ့ခန်းကြီးစိပ်ပိုင်းလေးဖြစ်ပါတယ်ဒါကြောင့်မလို့အပေါ်ထက်မှာည9:00နာရီရောက်ရင်မိသားစုတစ်စုလုံးစုပြီးတော့ဓားပြဆက်ကိုကြည့်ကြရလို့မှတ်ကြရအောင် 駅、 ပြဆက် 劇、 ပြဆက် 劇場で演劇を見る、 ပြဆက်ယုံတွင်ပြဆက်ကြည့်သည် 劇場で演劇を見る、 ပြဆက်ယုံတွင်ပြဆက်ကြည့်သည် 時代劇、 သမိုင်းပြဆက် 時代劇、 သမိုင်းပြဆက် 人形劇、 ရုပ်သေးပြဆက် 人形劇、 ရုပ်သေးပြဆက် 劇団員、 ပြဆက်ဖွဲ့ဝင် 劇団員、 ပြဆက်ဖွဲ့ဝင် 悲劇、 ဝန်နဲ့ဖွဲ့ပြဆက် 悲劇、 ဝန်နဲ့ဖွဲ့ပြဆက်နံပါတ်20ခန်းကြီးလေးရကြတော့ကားခုံသည်လှုပ်ရှားပြန့်လွင့်သည်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့အစိပ်ပိုင်းလေးခွဲခြင်းအပေါ်ကအစိပ်ပိုင်းလေးကိုကြတော့လေကွင်းလေးလိုပဲမှတ်လိုက်မယ်သူရဲ့အောက်ကကြတော့ဒီအများကြီးပေါ့နော်တက်ဆက်မှာပါတဲ့တလေးပေါ့နော်အများကြီးလို့မှတ်ပြီးတော့သူရဲ့ဘီနာကြတော့30လေးလို့မှတ်လိုက်မယ်ဒါကြောင့်မလို့လေကွက်ထဲမှာ10နာရီကြာအောင်အချိန်အများကြီးကားခုံနေတယ်လှုပ်ရှားပြန့်လွင့်နေရလို့မှတ်ကြရအောင် 舞う、 ကားခုံသည်လှုပ်ရှားပြန့်လွင့်သည် 舞う、 ကားခုံသည်လှုပ်ရှားပြန့်လွင့်သည် 舞い、 အက 舞い、 အက 花びらが風に舞う、 ပန်းပွင့်ပြများလေထဲတွင်ပြန်ဝဲနေသည် 花びらが風に舞う、 ပန်းပွင့်ဖတ်များလေထဲတွင်ပြန်ဝဲနေသည် 友人を見舞う、 တငယ်ချင်းကိုတွားရောက်ကြည့်ရှုသည် 友人を見舞う、 တငယ်ချင်းကိုတွားရောက်ကြည့်ရှုသည် お見舞い、 နေမကောင်းသူအားတွားရောက်တွေ့ဆောင်ခြင်းလူနာတရေမေးခြင်း お見舞い、 နေမကောင်းသူအားတွားရောက်တွေ့ဆောင်ခြင်းလူနာတရေမေးခြင်း 舞台に立つ、 စင်မြင့်ပေါ်တွင်ရက်သည် 舞台に立つ、 စင်မြင့်ပေါ်တွင်ရက်သည် 歌舞伎、 ဖာဘူကီဂျပန်ရိုးအပြဆက် 歌舞伎、 ဖာဘူကီဂျပန်ရိုးအပြဆက် 舞子、 အကသမား 舞子、 အကသမားနံပါတ်21ခန်းကြီးလေးရကြတော့ဒိုသမင်းစားဆောင်သမင်းစားကန်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်ဒီလေးရကြတော့ဒီသူကကြတော့ဒီအမိုးမှာ1430ထိရဲဒါကြောင့်မလို့3ယောက်သားလုံးမှတ်လိုက်မယ်3ယောက်သားဒီအမိုးအောက်ကသမင်းစားဆောင်မှာပါဇက်ကလေးနဲ့မြေကြီးပေါ်မှာထိုင်ပြီးတော့သမင်းစားနေကြရလို့မှတ်ကြရအောင် 銅、 သမင်းစားကန်ခမ်းမကြီး 銅、 သမင်းစားကန်ခမ်းမကြီး 食堂、 မင်းစားကန် 食堂、 မင်းစားကန် 寺の本堂、 ဖះเจ้าရဲ့အဓိကဆောင် 寺の本堂、 ဖះเจ้าရဲ့အဓိကဆောင် 講堂で卒業式を行う、 ကျောင်းခမ်းမဆောင်နဲ့ဘွယ်နဲ့တပင်ကျင်းပသည် 講堂で卒業式を行う、 ကျောင်းခမ်းမဆောင်နဲ့ဘွယ်နဲ့တပင်ကျင်းပသည် オペラの殿堂、 အော်ပရာခမ်းမဆောင် オペラの殿堂、 အော်ပရာခမ်းမဆောင် 国会議事堂、 လွတ်တော်စာဦး 国会議事堂、 လွတ်တော်စာဦး 堂々とした態度、 ရှမ်းရင်တော်အပြုမူခုံယူဝကြွားတော်အပြုမူ 堂々とした態度、 ရန်ရင်တော်အပြုမူခုံယူဝကြွားတော်အပြုမူနံပါတ်20နဲ့ခန်းကြီးလေးရကြတော့တန်းပြတာချင်းဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူကကြတော့ဒီအမိုးအောက်မှာတန်းလေးနဲ့အဝတ်စားခန်းကြီးလေးနဲ့ပါတယ်ပေါ့နော်ဒါကြောင့်မလို့အမိုးအောက်မှာတန်းလေးတွေနဲ့တန်းလေးတွေမှာအဝတ်စားလေးတွေချိတ်ပြီးတော့တန်းပြတာထားရလို့မှတ်ကြရအောင် 点、 ပြတာချင်း 点、 ပြတာချင်း 作品を展示する、 လက်ရများကိုပြတာသည် 作品を展示する、 လက်ရများကိုပြတာသည် 絵画展、 ဖကြီးပြပွဲ 絵画展、 ဖကြီးပြပွဲ 町が発展する、 မြို့ကဖွံ့ဖြိုးတိုးတက်လာသည် 町が発展する、 မြို့ကဖွံ့ဖြိုးတိုးတက်လာသည် 話の展開、 စကားပြောဆိုမှုတိုးတက်ပြောင်းလဲလာမှု 話の展開、 စကားပြောဆိုမှုတိုးတက်ပြောင်းလဲလာမှု 捜査が進展する、 စုံစမ်းစစ်ဆေးမှုတိုးတက်လာသည် 捜査が進展する、 စုံစမ်းစစ်ဆေးမှုတိုးတက်လာသည်နံပါတ်23ခန်းကြီးလေးကကြတော့ဘာသာရေးဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူကကြတော့ဒီအမိုးအောက်မှာညွှန်ပြရဲဆိုတဲ့ခန်းကြီးလေးရှိရပေါ့နော်ဒါကြောင့်မလို့အမိုးအောက်မှာဘာသာရေးအကြောင်းတွေကိုညွှန်ပြနေရလို့မှတ်ကြရအောင် 宗、 ဘာသာရေး 宗、 ဘာသာရေး 宗教を信仰する、 ဘာသာတရားကိုယုံကြည်သည်
宗教を信仰する。 ဘာသာတရားကိုယုံကြည်သည် 宗派。 ဘာသာရေးအဖွဲ့ 宗派。 ဘာသာရေးအဖွဲ့ 改宗する。 ဘာသာပြောင်းသည် 改宗する。 ဘာသာပြောင်းသည် 茶道の宗家。 လက်ဖက်ရည်ပွဲ၏အကြည့်အမှု 茶道の宗家。 လက်ဖက်ရည်ပွဲ၏အကြည့်အမှုနံပါတ်24ခန်းကြီးလေးရကြတော့သူကကောင်းကျိုးပေးသည်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့ဒီလဲဆက်ကွက်လို့မှတ်လိမ့်မယ်အောက်ကကြတော့နှလုံးသားစိတ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒါကြောင့်မလို့လဲဆက်ကွက်ရှိခြင်းဟာစိတ်ထဲနှလုံးသားထဲမှာကောင်းကျိုးပေးရလို့ခံစားနေရတယ်လို့မှတ်လိမ့်မယ် 恵む。 ကောင်းကျိုးပေးသည် 恵む。 ကောင်းကျိုးပေးသည် お金を恵む。 ဝေကျွေးချွင်သည် お金を恵む。 ဝေကျွေးချွင်သည် 恵まれた生活。 ကံကောင်းသောဘဝအကျိုးပေးကောင်းသောဘဝ 恵まれた生活。 ကံကောင်းသောဘဝအကျိုးပေးကောင်းသောဘဝ 恩恵を受ける。 ကျေးဇူးခံစားရသည် 恩恵を受ける。 ကျေးဇူးခံစားရသည် 生活の知恵。 ဘဝနေထိုင်မှုဆိုင်ရာအသိပညာ 生活の知恵。 ဘဝနေထိုင်မှုဆိုင်ရာအသိပညာနံပါတ်25ခန်းကြီးလေးရကြတော့သူကတက္ကရာရေရနာဖိုးရံပစ္စည်းဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့ဒီအမိုးအောက်မှာကြတော့ဘယင်းနဲ့တူရပေါ့နော်ဒါကြောင့်မလို့အမိုးအောက်မှာရှိနေတဲ့ဘယင်းတယောက်ကအဖိုးရံပစ္စည်းတွေပိုင်ဆိုင်နေရလို့မှတ်ကြရအောင် 宝。 ရေရနာဖိုးရံပစ္စည်း 宝。 ရေရနာဖိုးရံပစ္စည်း 宝物。 ရေရနာ 宝物。 ရေရနာ 子宝に恵まれる。 သာသမီယကံကောင်းသည် 子宝に恵まれる。 သာသမီယကံကောင်းသည် 宝くじ。 ထီ 宝くじ。 ထီ 宝船。 ရေရနာသင်္မော 宝船。 ရေရနာသင်္မော 国宝。 နိုင်ငံပိုင်ရေရနာ 国宝。 နိုင်ငံပိုင်ရေရနာ 宝石。 တောင်မြတ်ရေနာများ 宝石。 တောင်မြတ်ရေနာများ 先祖代々の家宝。 ဘဝစင်စံအမွေနှင့် 先祖代々の家宝。 ဘဝစင်စံအမွေနှင့်နံပါတ်26ခန်းကြီးလေးရကြတော့သူကနန်းတော်ရဲတိုက်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့အရှိကမြေကြီးခန်းကြီးလေးရဲ့အနောက်ကကြတော့အောင်မြင်တဲ့ဖြစ်ထွန်းတဲ့ဆိုတဲ့ခန်းကြီးလေးရဲ့နှစ်ခုပေါင်းဆက်ထားပြီးတော့မြေကြီးပေါ်မှာအောင်မြင်စွာနဲ့ရဲတိုက်တစ်ခုတိစောက်ထားရလို့မှတ်ကြရအောင် 城。 နန်းတော်ရဲတိုက် 城。 နန်းတော်ရဲတိုက် 城を築く。 ရဲတိုက်တိစောက်သည် 城を築く。 ရဲတိုက်တိစောက်သည် 大阪城。 အိုဆာကာရဲတိုက် 大阪城。 အိုဆာကာရဲတိုက် 城駅。 ရဲတိုက်နံရံများ 城駅。 ရဲတိုက်နံရံများ 城下町。 ရဲတိုက်မြို့ 城下町。 ရဲတိုက်မြို့ 宮城県。 မီယာခီစီရင်စုမြို့ 宮城県。 မီယာခီစီရင်စုမြို့နံပါတ်29ခန်းကြီးလေးရကြတော့ဖွံ့ဖြိုးတိုးတက်သည်တွန်းတောက်သည်ဆိုတဲ့အခန်းကြီးလေးဖြစ်ပါတယ်သူရဲ့မှတ်ပုံမှန်နည်းလေးရကြတော့ဒီအမိုးအောက်မှာတစ်ပင်ခန်းကြီးလေးနဲ့တူပါတယ်ဒါကြောင့်မလို့၃ယောက်သာအမိုးအောက်ကတစ်ပင်ကလေးကိုဖွံ့ဖြိုးတိုးတက်လာအောင်ထွန်းတောက်အောင်လို့ပြုစုပြောထောင်နေရလို့မှတ်ကြရအောင် 栄える。 ဖွံ့ဖြိုးတိုးတက်သည်ထွန်းတောက်သည် 栄える。 ဖွံ့ဖြိုးတိုးတက်သည်ထွန်းတောက်သည် 文明が栄える。 ယဉ်ကျေးမှုထွန်းကားလာသည် 文明が栄える。 ယဉ်ကျေးမှုထွန်းကားလာသည် 子孫が繁栄する。 တာမြင့်မြင့်များထွန်းကားသည် 子孫が繁栄する。 တာမြင့်မြင့်များထွန်းကားသည် 栄養。 အဟာရ 栄養。 အဟာရ 過去の栄光。 အတိတ်ခုံရောင် 過去の栄光。 အတိတ်ခုံရောင် 光栄に思う。 ခုံယူခံစားသည် 光栄に思う。 ခုံယူခံစားသည် 見栄を張る。 ကြွားသည်ဟန်ဆောင်သည် 見栄を張る。 ကြွားသည်ဟန်ဆောင်သည် 栄えある受賞。 ခုံပြုစု 栄えある受賞。 ခုံပြုစုနံပါတ်28ခန်းကြီးလေးကကြတော့သူကကိုတော်တိုးလာယုံဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူကကြတော့လေဒီအရှိကလခန်းကြီးလေးထည့်လိုက်မယ်ဆိုရင်သူကကိုရင်းကဆိုတဲ့ခန်းကြီးလေးဖြစ်သွားပါတယ်ဒီမှာကြတော့ဒီကတက်တာလေးနဲ့တွဲပြီးတော့မှတ်ပေးမယ်ပေါ့နော်သူကကြတော့ဘယ်လိုမှတ်မလဲဆိုတော့မြက်ခင်းပြင်ရဲ့အမိုးအောက်မှာကြတော့အကန်လေး3ကန်ပါတယ်ဒါကြောင့်မလို့မြက်ခင်းပြင်ပေါ်ကအမိုးအောက်မှာအကန်လေး3ကန်ပါတယ်ဒီကတက်တာလေးကိုကိုတော်ယုံမှာတင်ဆက်ထားရလို့မှတ်ကြရအောင် 蔵。 ကိုတော်တိုးလာယုံ 蔵。 ကိုတော်တိုးလာယုံ 庭に蔵がある。 ဆောင်းဝင်းတဲတွင်တိုးလာယုံရှိသည် 庭に蔵がある。
ခြံဝင်းထဲတွင်သိုးလောင်ရုံရှိသည် 米を貯蔵する。 ဆံများကိုသိုးလောင်သည် 米を貯蔵する。 ဆံများကိုသိုးလောင်သည် 冷蔵庫。 ရေခဲတစ်တာ 冷蔵庫。 ရေခဲတစ်တာ 図書館の蔵書。 စာကြည့်တိုက်တွင်ထိမ့်သိမ်းထားသောစာအုပ်များ 図書館の蔵書。 စာကြည့်တိုက်တွင်ထိမ့်သိမ်းထားသောစာအုပ်များနံပါတ်29ခန်းကြီးလေးကကြတော့သူက kiss ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူကကြတော့အစိပ်ပိုင်းလေးခွဲကြည့်လို့ရှိရင်အရှိကနေ့ရက်ခန်းကြီးလေးအနောက်ကကြတော့ဒီဖိတ်ခေါ်ရဲဆိုတဲ့ခန်းကြီးအစိပ်ပိုင်းလေးပါပါတယ်ဒါကြောင့်မလို့နေ့ရက်လေးတွေကိုဖိတ်ခေါ်ပြီးတော့ခေတ်အဖြစ်ပြောင်းလဲလိုက်တယ်လို့မှတ်ကြရအောင် 章。 ခေတ် 章。 ခေတ် 明治。 magic ခေတ် 明治。 magic ခေတ် 大正。 တိုင်းလျှော့ခေတ် 大正。 တိုင်းလျှော့ခေတ် 昭和。 ရှောဝခေတ် 昭和。 ရှောဝခေတ် 平成。 ဟေးစစ်ခေတ် 平成。 ဟေးစစ်ခေတ် 昭和50年生まれ。 ရှောဝခေတ်250တွင်မွေးဖွားသည် 昭和50年生まれ。 ရှောဝခေတ်250တွင်မွေးဖွားသည် chapter 3ရဲ့နောက်ဆုံးမိတ်ခန်းကြီးလေးကိုရောက်ရှိလာပါပြီနံပါတ်30ခန်းကြီးလေးကကြတော့သူကရှီစစ်တီပညာရှင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူကကြတော့30ရဲ့အောက်ကကြတော့ထောက်ချောင်းလေးချောင်းပါတယ်ပေါ့နော်ဒါကြောင့်မလို့17လို့မှတ်လိုက်မယ်ပညာရှင်17ယောက်ရှိရလို့မှတ်ကြရအောင် し。 စစ်တီပညာရှင် し。 စစ်တီပညာရှင် 江戸時代の武士。 အေဒိုခေတ်ရဲ့စစ်တီ 江戸時代の武士。 အေဒိုခေတ်ရဲ့စစ်တီ 弁護士。 ရှေ့နေ 弁護士。 ရှေ့နေ 栄養士。 အဟာရပညာရှင် 栄養士。 အဟာရပညာရှင် 建築士。 ဝိတုကပညာရှင် 建築士。 ဝိတုကပညာရှင် 介護士。 ဒုနာပြု 介護士。 ဒုနာပြု